ညာတိုင်းစာချဲကြီးချက်တဲ့ဆယ်တန်းချောင်းသူကိုကျွန်တော်တို့ဘွဲကချစ်စနိုးလေးနဲ့ရေဒီယိုကမာရွလုံးမဲ့စားတယ်အိုးရေဒီယိုကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ်အိုးရေဒီယိုကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ်ရှောင်းရင်တစ်ခါပတင်ဝါကဖြစ်လာ